Hello အခုကျမမတူညီတဲ့အသီးနှံလေးတစ်ခုကိုတွဲပြီးစားပြမှာဖြစ်ပါတယ်တကယ်ချင်းတို့လည်းအိမ်မှာအားရင်လိုက်စားကြည့်နော်ရဟန်းကိုစားလို့ကောင်းလို့ပါဒီဟာဒီနဲ့ရဟန်းကိုတင့်တော်ပါတယ်တခွားသီးလေးရယ်ဖျဲသီးလေးရယ်ကိုတွဲပြီးစားကြည့်မယ်ကက်စတာရှူဂါလေးလည်းပါပါတယ်ကျမကအိမ်မှာကက်စတာရှူဂါပဲရှိတော့ကက်စတာရှူဂါလေးပဲထည့်လိုက်တာမဟုတ်လို့ပါရိုးရိုးတကြားနဲ့လဲတွဲပြီးတော့စားလို့ရပါတယ်နော်တော်တော်များများပြောနေကြတာဖျဲသီးနဲ့တခွားသီးနဲ့တွဲစားရင်ဘာရတာထွက်လဲတခွားသီးကိုတကြားလေးနဲ့တွဲစားရင်ဘာရတာထွက်လဲဆိုတာကိုတကယ်ဟုတ်လားမဟုတ်လားစားကြည့်မှဖြစ်ပါတယ်နော်ဖျဲသီးကကျမအရင်ကြိုက်တဲ့အစားအစာပဲဖြစ်ပါတယ်လူတိုင်းလည်းကြိုက်တယ်ထင်ပါတယ်နော်တခွားသီးလေးပါတခွားသီးကရမ်းကိုကြိုက်ပါတယ်ထမင်းစားရင်လည်းမရှိမဖြစ်အမြဲတမ်းမပေါမဖြစ်စားနေကြပါနော်ခုတခွားသီးလေးကိုကျမကက်စတာရှူဂါနဲ့အရင်စားပြမယ်နော်ကဲစားကြည့်မယ်နော်သူ့ရဲ့ရတာဘယ်လိုပြောရမလဲဆိုတော့အရန်ကိုကောင်းပါတယ်တကယ်ပဲဖျဲသီးရဲ့ရတာကို90%တူပါတယ်နော်ထင်အောင်ထင်ထားဦးရှင်တကယ်ပါပဲဖျဲသီးရဲ့ရတာကို90%တူပါတယ်တခွားသီးလေးကိုတကြားနဲ့ဖြစ်ဖြစ်ကက်စတာရှူဂါနဲ့ဖြစ်ဖြစ်အိမ်မှာလိုက်လောက်စားကြည့်နော်တကယ်ပဲဖျဲသီးရဲ့အရသာကို90%တူပါတယ်ရှင်တီချောင်ထပ်ပြီးတော့စားကြည့်ကြပါဟုတ်တယ်တကယ်ပဲတူတယ်90%လောက်ဖျဲသီးကြိုက်တဲ့လူတွေအတွက်အဆင်ပြေတယ်နော်အခုကျမကဖျဲသီးရဲ့တခွားသီးရဲ့တွဲပြီးစားကြည့်မယ်နော်တစ်ကိုက်ချင်းစီကြိုက်ပြီးတော့အရင်ဆုံးစားကြည့်တဲ့အခါမှာသူ့ရဲ့အရသာပန်းတစ်တော်အရသာထွက်လာဆိုတော့ထွက်တယ်လို့ပြောရမလားမစိုးဝဲပြောရမလားမသိဘူးနော်တေချာအောင်ဒီလိုလေးစားကြည့်မယ်အားရပါရစားကြည့်မယ်နော်ဘယ်လိုပြောရမလဲသူ့ရဲ့ရတာကဟုတ်တယ်တကယ်ပဲဟုတ်တယ်ပန်းတစ်တော်ရတာလေးနဲ့တူတယ်တကယ်တူတယ်အရန်တူတယ်နော်ပန်းတစ်တော်ရတာဟုတ်တယ်အရန်စားလို့ကောင်းတယ်ရှင်ပန်းတစ်တော်ရတာလေးနဲ့တကယ်တူပါတယ်နော်တကယ်ချင်းတို့လည်းလိုက်စားကြည့်နော်အရန်ကောင်းပါတယ်ထပ်ပြီးတော့စားကြည့်မယ်နော်ဒါကဖျဲသီးအရသာထွက်ပါတယ်နော်ကဲစားကြည့်မယ်ဟုတ်တယ်တကယ်ပဲဖျဲသီးရဲ့အရသာနဲ့တူတယ်ဒါကတော့အသီးနှံကြိုက်တဲ့သူတွေအတွက်တငယ်ချင်းတွေအတွက်လက်ဆောင်ပါဗီဒီယိုလေးပါတတအားလုံးချစ်တယ်နောက်ဗီဒီယိုမှာပြန်ဆုံမယ်နော်